မင်္ဂလာပါရှင်တရုတ်နိုင်ငံကနေကုန်ပစ္စည်းတွေဓာတ်ရိုက်ဝယ်ယူပြီးကိုယ်ပိုင်စီးပွားရေးလေးစလုပ်ချင်နေပြီလားဒါဆိုရင်တော့အခက်အခဲမရှိချက်ချုံမွေ့ဝယ်ယူနိုင်ဖို့မဖြစ်မနေတည်ထားတဲ့အချက်၃ချက်ကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ပထမအရေးကြီးဆုံးအချက်ကတော့ MOQ လို့ခေါ်တဲ့အနည်းဆုံးမှာယူရမယ့်ပမာဏအကြောင်းကိုနားလည်ထားဖို့ပါပဲတရုတ်စက်ရုံတွေ1688လို့ပလက်ဖောင်းတွေကနေဓာတ်ရိုက်ဝယ်တဲ့အခါပစ္စည်းတွေအတွက်အများကြီးကိုအစုလိုက်မှာယူမှသာစက်ရုံတွေနဲ့အသက်သာဆုံးရရှိမှာဖြစ်ပါတယ်စက်ရုံအများစုမှာသတ်မှတ်ထားတဲ့ MOQ ရှိပြီးအနည်းဆုံးပစ္စည်း900ကနေ1000အထိမှာယူရတာမို့ကိုယ့်ရဲ့ဘတ်ဂျက်ကိုမှာယူမဲ့ပမာဏနဲ့ကန့်ညီတဲ့ရောင်းချသူကိုတိကျချပေးဖို့လိုအပ်ပါတယ်ဒုတိယအချက်ကတော့ပစ္စည်းအရေးအသွေးစစ်ဆေးဖို့နမူနာတောင်းယူခြင်းပါအွန်လိုင်းကပုံတွေကိုကြည့်ပဲရာနှုန်းပြည့်ယုံကြည်လို့မရပါဘူးဒါကြောင့်အများကြီးအစုလိုက်မမှာခင်မှာပစ္စည်းရဲ့အရေးအသွေးကိုကိုယ်တိုင်မျက်မြင်စစ်ဆေးနိုင်ဖို့နမူနာထုတ်ကုန်တစ်ခုကိုအရင်ဆုံးမှာယူသင့်ပါတယ်အရေးအသွေးတေချပြီးဆိုမှသာငွေအဖြစ်ချပြီးဆက်မှာတာကအလုံးကျုံဆုံးနဲ့စိတ်ချရဆုံးဖြစ်မှာအသေးချပါပဲတတိယအချက်ကတော့ဘာသာစကားအခက်အခဲကိုဖြေရှင်းဖို့ပါပဲတရုတ်ရောင်းချသူတော်တော်များများကအင်္ဂလိပ်လိုကောင်းကောင်းမပြောတတ်ကြသလို1688လိုစီအရင်တက်တာတဲ့ platform တွေဆိုရင်လည်းတရုတ်ဘာသာစကားနဲ့ပဲသုံးရတာပါအဲကြောင့်ဈေးစစ်ဖို့ငွေချေဖို့နဲ့ပစ္စည်းပို့ဖို့အတွက်ဆိုင်ရှင်ကို WeChat ခေါ်ပြီးပြောတာအကောင်းဆုံးပါပဲ WeChat မှာ translate function အလုပ်လုပ်တာအရင်ကောင်းပုံပါတယ်ဒီအချက်၃ချက်ကိုတေချာသိထားမိဆိုရင်တော့တရုတ်နိုင်ငံကနေပစ္စည်းဝယ်ယူရမှာအမှားအယွင်းမရှိအဆင်ပြေနိုင်မှာပါတခြားသိချင်တာတွေရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်